Avado the Guardian နောက်မှာ join dash retribution dash နေနဲ့ပေါက်သွားနေမှာတော့ Yori manipulation RBU ကတော့ Titanic 2 man ကြမှာ Bendy ပြေးဝိုင်းနေမှာ K နဲ့ New Go နှစ်ကောင်သေးဆုံးသွားတဲ့ခိုက်တံမှာတော့လော်လေးရခဲ့ရုံပဲ AI နေနဲ့တော့9ကောင်လုံး stay light ဆိုတော့လေပြန်တက်ကြည့်မလားပေါ်လမ်းမှာ Creo လာနေပြီOh my god လော်လေးကတော့ဒီဘက်မှာ10 second လောက်လိုသေးတယ်ထွက်ဖို့အတွက် Mega တွေပါယူကြည့်မလား Benny Spray လို့ရဆိုရင် Initiator မရှိတော့ဘူးနော် Initiator မရှိတော့ဘူးကျွန်တော်ဘက်မှာလည်း Game တောက်လျှောက်လေး Spray Harris Zamaphone နဲ့အကုန်လုံးတော့ဝင်ထုကျင်တယ်ဆိုမှလည်း Cree လေးတစ်ကောင်ကျန်နေသေးတယ် Join လာခြင်းသေးလားတောက်လျှောက်တွေတန်းဖို့တော့ကြိုးစားမယ် Cree ကိုပြန်ထွက်ပြီး Masha တန်းနဲ့ Clutch ကြမှာ Benny သေဆုံးသွားတယ်မှာ Join လက် find ပြီးတော့ win နေဖို့ကြိုးစားတယ် Dash တစ်ကောင်ပြန်ပတ်လိုက်ပြီကလောက်ကျန်နေသေးတယ် Join မသေးပါဘူးပြန်ပြီးတော့ဘန်အောင်မယ်ဆိုပေမဲ့အပေါ်လမ်းမှာတော့နောက်ထပ် Mega တစ်လက်တော့ Alita Cree လေးတစ်ကောင်ကျန်နေသေးတယ်စန်ဂျီကာဖို့တော့ကြိုးစားနေသေးတယ် Cree တစ်ကောင် Chris တဲ့တော့ AI ပြေးချိုးဝိုင်းနေမှာ Game number 5 AIဒီဘတ်လိုင်းမှာရှိနေတဲ့ကောင်တွေတော့ကတော်တော်လေးတော့ကန်ဆာပေးတဲ့နော်ဟီးရိုးတစ်ကောင်ဒါပေမဲ့ဒီပွဲမှာအမှန်တိုင်းပြောရင်ကလောက်တွေပါတယ်နောက်ကနေပဲထိုင်ထုတ်တာဆိုရင်ဖြန်းမှာဗျာဒီဒါပေမဲ့ကုန်းနိုင်ဖို့ပဲလိုပါတယ်အတိုင်းမာရှားကင်ကလေးကကုန်းနိုင်ဖို့ပဲလိုတယ်ဟုတ်တယ်ကုန်းမှာဒီကောင်နော်ဖလက်ကာနဲ့ဆိုတော့အဲ့လိုနှစ်ချက်လောက်ကုတ်လိုက်ရင်ကလောက်တော်တော်ဖျားသွားမှာအဲ့လိုကလောက်လို့ကင်မီတို့ပေါ့နော်အစမာရီတာယိုရီလေးတော့သွေးလျှော်ထားတယ်နောက်မှလည်းတက်တယ်ရီစတက်ခဏပြန်ချထားတယ်ဗျာဘာရီကိန်းနဲ့ဒါပေမဲ့ယိုရီသွေးတားနဲနေတဲ့ဟာလေးလဲမေးတော့မေးမထားစီခြင်းဘူးပေါ့နော်ဒါပေမဲ့ e manipulation တွေကြားမှာ beautify တောင်းတိုင်းနဲ့မာရှာတန်တဲ့ club တွေကြားမှာ Benny နော်မက်ဆီဝင်ကုတ်တယ်မက်ဆီမရလိုက်တဲ့နေတော့ပြန်တည်သွားမလား fat black ကိုတော့နော်ကျွန်တော်မက်ဆီပဲပေးထားရင်လည်းဘယ်တော့မှ join နေနေတော့ dash alert fine ပြီးတွေပဲဖွင့်ကြတော့မလိုလိုက်ဘူးကျွန်တော်ကျွန်တော်နည်းနည်းလေးဂျုံသွားတယ်ပေါ့နော် flicker တွေပဲလည်းသုံးလိုက်တာဆိုတော့တည်တော့တည်သိရင်သွားပြီဗျာဆိုတော့ first data မှာတော့ data လည်းပေးလိုက်ရတယ် fat black လည်းပေးလိုက်ရတယ်နော်အရင်ကြီးတော့ချိန်နေမကောင်းဘူးအပေါ်လမ်းမှာတော့ဒါဂိုးရှိလေးပါပြီးတော့ Harris Zamaphone ပိုင်းနဲ့တော်တော်လေးခွာဝင်ရသွားတယ်အလီတာလွတ်သွားတဲ့အပိုင်းလေးကတော့မစိုးပါဘူးဒါကြီးမှန်မယ် join ရောပေါ့လေနော် join ရောဒါပေမဲ့ join လည်းကြည့်ရမှာများပါတယ်ဒီဘက်ကရှေ့ရကောင်နေတော့ဒီကောင်အရင်နင်းမယ်နဲ့သူတယ် join ဘယ်လိုလာမလဲမသိဘူးလီတာဖက်တော့ရိုင်းကြောက်ကြမလို့ join အောင်လေသိရမလားဟုတ်တယ်ပေါ်မှာတော့အလီတာဖြဲတယ် Zamaphone နဲ့နော်ကလောက်နေနေတော့ blessing jewelry တွေဘာတွေတော့ဂျန်နေသေးတယ်ဆိုမှလည်းအလီတာကြီးကိုတော့အဆန်ကြီးအဲ့လိုမျိုးသွားမဲလို့မျိုးကတော့ Titanic ချအလဲလမ်းမှာ dashလောက်ကြံခံလိုက်နေပဲ hero ကတကောင်ပြန်ပေးလိုက်ပြီး energy eruption ကပါသေးတယ်သူဘလို့ဘာသွားလုပ်လိုက်တာလဲနော်သူတော်တော်နင်းနေရတယ် join ဘာသွားလုပ်လိုက်တာတော့ကဲ manipulation ကလာတယ်နော်အမှုပြေကန်ဒီမှာတတော်နဲ့ချက်ထပ်ဝင်လာဆိုဒီစစ်ဘက်ကမထပ်ဝိုင်းနေတာမ dash နော်ဟုတ်လားနော် तू အဲ့လိုတခါမှသေးတာတော့မတွေ့ဘူးဆိုပေမဲ့နော် dash ရဲ့ join နဲ့အဲ့လိုမျိုးကြီးအာလီဂိမ်းမောက်သွားတဲ့အနေအထားမျိုးတွေကတကယ်မမြင်ဘူးလား bro နော် black ရဲ့ grow ကြီးကလည်းတကယ်ရမင်းပုံမှန်ဆိုတိုက်ကောင်းတော့ဘန်နေတာသီလားကိုရသွားတော့မင်း performance ထွက်နေပြီသားအရင်ကြီးတော့ရှေ့တက်လို့မရတော့ဗျာနော် P7 အနေနဲ့တော့တောက်လျှောက်နေ magic damage လေးနဲ့တော့ပုတ်တာတော့ပုတ်နေပြီဒီဘက်မှာတော့ walking grass ဘယ်သူစားသွားလဲနောက်မှလည်း Harry တွေပါလိုင်းနဲ့ဒီ data လေးကတော့တော်တော်လေးတော့အန်ချိတ်ရမယ်နေတာတခုက new ကိုတော့ thunder clan နဲ့ဝင်ကုတ် purify ပေးထားတယ်နောက်မှလည်း marshal ကိုတော့ join win dash ကိုတော့လုံနေပြီ alert fine ပြီးလေးတော့ dance နဲ့ပဲပေးထားတယ်နောက်မှ Harry Zamaphone တွေကြားမှာတော့ alita တကောင် dash ကိုတော့ထူသွားမလားနောက်ဆုံးတစ်ချက်မှာမရလိုက်ဘူး tata လေးကိုတော့ Yuri ပဲပိုင်ဆိုင်ဖို့တော့များဝိုင်းနေပဲ hero ကတကောင်နဲ့ tata ကိုတော့ AI second data button မှာတော့ပိုင်ဆိုင်သွားခဲ့ပြီပဲဖြစ်ပါတယ်ဆိုရင်မင်းမြင်လိုက်မှာပါတိုင်းတာတယ်ကိုလည်းဝင်ပြီးတော့လူရတာခတ်သွားသလိုဟိုကအလီတာပေါ်မှာလည်း damage ကမများတော့မှန်မယ်မလားအခု join let fine ပြီးအော်အဲ့ဒါလေးတော့ကောင်းတယ်နော် Yuri Upriser 1ဆိုပေမဲ့ dash ကတော့ perfect dash နဲ့ဆိုတော့လေနော်တိတဲ့အတိုင်းမသိဘူးဒါအဲ့ဒါတော့နည်းနည်းကြောက်တယ်သူကအဲ့ဟိုသူ့ရဲ့ beef တွေဟာ၃ခုလုံးလှလှပပနင်းနိုင်သွားလို့ရှိရင် immune လည်းဖြစ်သလိုသူကသွေးလည်းတက်တာဟောဒီလားအဲ့ hero ကြီးဟာအဲ့လိုဟုတ်တယ်ဆိုတော့မာရှာကုန်းရင်လည်းမသိဘူးသားကြီးအဲ့ let fine ပြီးကိုတိတိကျကျဖွင့်နိုင်ပြောတာအောက်ဆုံးတတ်တယ်ဒီဘက်မှာတော့တတ်တယ်မစိုးတော့ကိုဒီကလောက်လောက်ဖန်နိုင်တာမစိုးပြောရမှာမစိုးဒီဘက်မှာလည်း dash နေနေတော့ rapper လေးပဲရေလုံးစားထိုင်းနေပဲသွေးလေးပါလေးတော့ပြန်ဖြည့်ဂျန်ဂယ်လေးကိုတော့လှုပ်ပြီးတော့လာမယ် Avado the Guardian နဲ့ Grow တကောင်တော့သွေးတော်တော်လေးတော့ short ထားမယ်မလဲ black နေနေတော့ flicker လည်းမပေးသလို Titanic ချက်လည်းမပေးဘူး new ကတော့ thunder club တွေ Harry Zamaphone နေတေဆုံးသွားနေတယ်မနော် KH တကယ်ကြီးပဲတာတေးကြီးဝင်သွားတော့မလား4ယောက်5ယောက်တော့ဖြစ်သွားပြီနော်နောက်ဆုံးတာတေးလေးကတော့ကျွန်တော်တို့ပေးခြင်းတော့ပေးလိုက်လို့ရတယ်ဆိုမှလည်း dash နေနဲ့ဝင်ဖို့တော့လုံနေတော့မယ်အဲ့ချိန်မှာ disco တွေလိုက်နေပြီကလောက် blessing ကျူတယ်ဝင်ဖြန်းတော့မယိုရီရသေးလားတာကြီးကြီးရတဲ့လူလည်း feature နေတယ် let fine ပြီးနေတော့ P7 တကောင်တေဆုံးသွားခဲ့နေမှာတော့ dash နေနေကတော့ပြန်ထွက်ထားပါသေးတယ် hero ကရလိုက်တယ်တာတယ်လေးတော့ပေးထားတယ်ဗျဆိုတော့ okay အောက်မှာ new go Harry Zamaphone နဲ့နောက်မှာတော့ Fredwin လာပြီး new go purify တော့ရှိတယ်နှိပ်တော့ဖြတ်ပြေးသွားတယ်ဆိုပေမဲ့ energy eruption နဲ့ Harry ရဲ့ damage တွေကြမှာ new ကိုတေးသွားမလား upriser 1နဲ့ finally တေးဆုံးသွားပေမဲ့ dash join let fine ပြီးနှစ်ချက်ပဲတက်နေသွားတယ် oh my god နာလိုက်တဲ့ damage
ဆိုတော့အဲ့မှာလေ Yori တန်တယ် dash ညော်ရီပြန်ပြီးတော့ပြေးရမယ်နော် Grow အနေနဲ့တော့ Tectonic ချက်လေးတိုက်မလား manipulation Grow Tectonic ချက်ကမှားသွားပြီနော်မထီသွားဘူးဆိုတော့အဲ့မှာတော့ wall လေးကာပြီးတော့ KA လေးပဲပြန်ပြီးတော့အဆုံးသတ်ထားမယ်နေသားတစ်ခုပေါ့နားလိုက်တာ let fine ပြီးอ่ะ oh my god နော်ဆိုတော့7 minute လို့နေသားတစ်ခုမှာတော့ Euroke 9 ကောင်ဒီမှာ battle sign နဲ့ Avada the Guardian တော့ Yori နင်းချက်နေတော့နောက်ဆုံးမှာ Yori ရသေးလားတန်းတော့ပြတ်သွားပြီ let fine ပြီးနဲ့ manipulation တွေကြားမှာတော့ KA လေးလည်းပြန်ရထားတယ် Tectonic ချက်တိုက်သွားတယ်1 for 2 trade စန်ကြီးသေးမလို့ပဲဘင်းနီသေးမလို့ပဲဂျန်ကလာမရှိတော့ဆိုလဲလော်လေးတော့ခဏတော့နော်ကျွန်တော်မေထားအောင်ပဲဘလို့ dash all about dash ပဲတိုင်း dash တေးမှပဲနည်းနည်းလေး AI မကပဲဆိုင်နေတာမှာ P7 လည်းတိုက်ဒီဘွဲ့နည်းနည်းတော့ safe ဖြစ်တယ်နော်သူတစ်ခါပဲတေးတာရောအမနီကိုအရှင်ပြေနေတော့မဲ့ conceive ဖြောက် game rocket ပြလော်လေးတော့ပို့ချမယ်နေတာတခုမှ dash နေနေတော့ ready ပေါက်ဖို့တော့ ready ပဲဟိုဘက်မှာလည်း Yori ဒီလောက်တော့ upright the what ခွဲမှာ Avada the Guardian နဲ့ backline နဲ့ဝင်နေနဲ့ join နေနေတော့ let fine ပြီးလေဖွင့်နောက်ဆုံးမှာတော့ Yori ကိုရင်တန်သွားနေမယ် retribution လော်လေးကိုပါရအောင်ယူသွားနေမှာတော့မပါစေ elite တော့ထပ်ပြီးတော့ dash နင်းဝိုင်းနေမှာနောက်ဆုံးမှာလှလှပပလေးကိုနင်းချသွားတာ dash ကတော့ shut down ကြီးပြန်တော့ပေးလိုက်တယ်ဆိုပေမဲ့လည်းတစ်ဖက်မှာလည်းဒါ Hiroke တွေပါထပ်ယူထားတဲ့ star 4နဲ့ဝင်လာပြီ Hiroke 3 ကောင် tradeလိုအပ်တဲ့လော့တလို့တော့ fair ကွန်ရရှိပိုင်ဆိုင်သွားခဲ့ပါပြီ12 minute Hiroke 10 9အောင်လန်း KA ဟာ PA7 ကိုရောင်းတတ်သွားသေးတာရောင်းရေး Avada the Guardian နဲ့ခင်းပြီးတော့ပြစ်ချင်နေတာ Yori ကရှေ့မတက်ရဲဘူးအဲ့ဒါကြောင့် Messi နဲ့ Black ကိုပြစ်ပူတာ Yori ပျောက်နေနေတာတခုမှလော်ရီတော့ 4 ချဝိုင်းနေမှာတော့ Tectonic ချက်ဝင်လာတယ် join let fine ပြီးပေးမလားလောတော့နော် fair ကွန်ရောင်းယူဝိုင်းနေမှာ new goal လေးကတော့ K လေးတော့ပြန်ပေးရမယ်နေတာတခုမှ new goal အနေနဲ့သွေးတစ်စက်နဲ့တော့မရဘူးပြန်တည်သွားတယ်ဒီဘက်မှာလည်း Messi Winter Crown နဲ့ Beta လေးတော့ခံနိုင်တယ်မှာတော့စမ်းကြီးအေးစစ်စစ်လေးပဲเนาะဒီလော်လေးနဲ့တူပဲတက်ယုံပါပဲ4ယောက်5ယောက်ဆိုလဲအမှန်တိုင်းပြောရင်လွယ်တော့မလွယ်ဘူးကွာเนาะဟုတ်တယ်ခင်ဗျာလည်းပေါ်လန်းလဲလန်းအောက်လန်းလိန်3လိန်လုံးမှာတော့မေဂါတာဝါလေးရတော့ရှိနေနေပဲပေါ်လန်းမှာလည်းလော်လေးတော့အလီဒါဖြတ်ရှင်းဖို့တော့လုပ်နေတယ် Avada the Guardian တွေပါပေးမဲ့ KH မလန်းမကန်းမှာအောက်လန်းမှာတော့ join let fine ပြီးနဲ့ Messi ကို solo ကြီးဝင်ကေးသွားတယ်အောက်လန်းမှာတော့မေဂါတလဲအရင်ယူကြည့်မလား oh my god Messi တော့မခံနိုင်ဘူးတာကြီးတခြားကောင်ဆိုတော့ပြောမနေနဲ့တော့လို့ဟို Messi က full damage မို့လို့မခံနိုင်တာလို့သွေး3တန်းတခါရဲတန်းသေးတာရောက်နေ join damage ဆိုတော့အလီဒါတော့ပေါ်လန်းမှာတော့เนาะကျွန်တော်တို့တွေ KM Sabrina နဲ့တော့မဲ့သွားပြီ Avada the Guardian နဲ့တော့ KA ပြန်ခုံထွက်ဝိုင်းနေမယ် Mega Talent ယူဖို့တော့ကြိုးစားနေတယ်ကတော့ Tectonic ချက်တွေပိုင်းလည်းနှိပ်ပြီးသွားပြီ new goal အနေနဲ့တော့ purify လေးနဲ့တော့ပြန်ထွက်လာပြီမဲ့လဲလမ်းမှာတော့ Mega Talent ပေးလိုက်ရတယ်ဗျဒီကောင်ကနည်းနည်းပျော့တယ် hero ဆိုတော့သိတဲ့အတိုင်းပဲပျော့တယ် damage ကတော့ထွက်တယ်ဆိုမှပျော့တယ်ဒီကောင်ကဲအပေါ်လမ်းမှာတော့မာရှာလိန်ချောင်းနေပြီဆိုတော့အောက်လမ်းမှာတော့လော်လေးတော့ဘင်းဒီပြစ်ချက်လေးနဲ့တော့เนาะ dash 4ချမယ်နေတာတခုလေးတော့လုတ်ပြန်ပြီဗျ။နောက်မှလည်း Yori လာတော့လိုချင်နဲ့ကွန်စီးဖြောက်ပြီးတော့ KA ကိုကြည့်တိုက် KA ကိုကြည့်အလီတောင်ရှာနေတာလား Yori ကိုရှာနေတာလားဘယ်သူကိုရှာနေတာလဲတော့မသိပေမဲ့မာရှာလေးလည်းပြန်တော့ line နဲ့ပဲတစ်ဖက်မှာ new goal Asmarita မာထားသေးတယ်ကလောက်အနေနဲ့ position လေးပါလေးတော့ချက်ကြည့်ထားနေပဲလော်လေးတော့ restart ခဏပြန်ချထားပါတယ်တာနေတာဆိုလဲရန်ကြီးလောစရာတော့တိတ်မလို့အဲ့မှာ new goal ဝေါ်ကာထားတယ် new goal တော့အကုန်လုံးဝိုင်းဖြတ်တဲ့နေတာတခုမှာ purify တောင်းထိုင်းနေမှာ game rocket တွေကြားမှာ leader ပြန်ဖြီသွားပြီဗျ new goal ဒီတစ်ခေါက်မှာတော့ထက်ကြုံလို့မရတော့ဘူးဒါကြီး AI ဘက်ကတော့လောပြန်ဖို့တင်တယ်ဒီချိန်ကဖို့တင်တယ်ဒါမှလည်းတစ်ဖက်မှာ join ကိုလည်းတစ်ချက်ကြည့်အောင်မယ် leader Harris ဇာမဖိုးပြီးသွားပြီ KH နည်းနည်းလေးတော့ပုတ်ထိုင်းနေမယ် leader ဇာမဖိုးပြီးသွားရင်နေတာတခုမှာဒီလော်လေးတော့တစ်ချက်ကြည့်ထိုင်းနေမှာတော့ Yori position လေးယူတယ် Avada the Guardian နောက်မှာ join dash retribution dash နေနဲ့ပေါက်သွားနေမှာတော့ Yori manipulation RBU Grot Tectonic ချက်2 man ကြမှာဘင်းဒီပြေးသွားနေမှာ K နဲ့ new goal နှစ်ကောင်သေးဆုံးသွားတဲ့အခိုက်အတန့်မှာတော့လော်လေးရခဲ့ရုံပဲ AI နေနဲ့တော့9ကောင်လုံး stay light ဆိုတော့လေပြန်တက်ကြည့်မလားပေါ်လမ်းမှာ Creo လာနေပြီOh my god လော်လီကတော့ဒီဘက်မှာ10 second လောက်လိုသေးတယ်ထွက်ဖို့အတွက် mega တွေပါယူကြည့်မလားဘင်းနီ spray လို့ရဆိုရင် initiator မရှိတော့ဘူးနော် initiator မရှိတော့ဘူးကျွန်တော်ဘက်မှာလည်း game တောက်လျှောက်လေး spray Harris Zamaphone နဲ့အကုန်လုံးတော့ဝင်ထုကျင်တယ်ဆိုမှလည်း Cree လေးတစ်ကောင်ကျန်နေသေးတယ် join လာခြင်းသေးလားတောက်လျှောက်တွေတန်းဖို့တော့ကြိုးစားမယ် Cree ကိုပြန်ထွက်ပြီး Masha တန်းနဲ့ clutch ကြားမှာဘင်းနီသေဆုံးသွားတယ်မှာ join let find ပြီးတော့ win နေဖို့ကြိုးစားတယ် dash တစ်ကောင်ပြန်ပတ်လိုက်ရပြီကလောက်ကျန်နေသေးတယ် join မသေးပါဘူးပြန်ပြီးတော့ဘန်အောင်မယ်ဆိုပေမဲ့အပေါ်လမ်းမှာတော့နောက်ထပ် mega တစ်လက်တော့ Alita Cree လေးတစ်ကောင်ကျန်နေသေးတယ်စန်ကြီးကားဖို့တော့ကြိုးစားနေသေးတယ် Cree တစ်ကောင် Chris တဲ့တော့ AI ပြေးချိုးဝိုင်းနေမှာ game number 5 AI အကောင်ဆုံးကမ်းမတကူပြသခဲ့တဲ့နောက်မှာတော့နိုင်ရရှိသွားခဲ့ပါပြီနောက်တစ်ဆင့် upper bracket final ကတော့ AI Esports စောင့်ကြိုနေပါတယ်ခင်ဗျာတကယ်ကောင်းတဲ့ game number 5တခုတော့ AI ဆော့ပြသွားခဲ့တာပဲဖြစ်ပါတယ်အော်ချက်သိန်းဒီမှာထတယ်ရောင်ရေး what the fuck အော်ဆောင်းကောင်းတယ်ရောင်ရေး AI